ဟုတ်တယ်ဘာလို့လဲတရားစကားကြီးတရားကကြည့်ပါများလို့ပါညာဖြစ်ပြီဆိုရင်တရားရုပ်ပေါက်လာတယ်ဒီလိုမရှိနဲ့အဲ့ရောက်ကြည့်ကိုယ်လည်းများများတက်တဲ့ဆိုင်အကြည့်အဲ့တော့လူတွေဟာနေ့စဉ်စိတ်မှာဖြစ်ပေါ်နေတဲ့အကြောင်းအရာအမျိုးမျိုးရှိတယ်မကောင်းတဲ့အကြောင်းအရာဆိုရင်ဝင်ဖို့မကင်းတွေးလည်းမတွေးနဲ့မစင်စားမလို့ချင်အောင်မတွေးနဲ့မလို့ချင်အောင်ညှို့နေတွေးလိုက်လို့လည်းညှို့နေလိုက်ကောင်းတဲ့အကြောင်းအရာကိုပဲတွေးမစမဘုန်းတော်မှာတရားရှိတယ်သူဆိုလို့ရှိရင်မနေ့မိုးလေးကြီးဆိုတာလည်းဘာလုပ်လဲအယုတ်ထွက်ပြီးလက်နှစ်ဖက်နဲ့မကောင်းတာတွေထွက်နေယူပြတဲ့ပုံစံမျိုးလုပ်တယ်အဲ့ဒါဘာလို့လဲပင်ညမကောင်းတာဖြစ်အောင်ကောင်းတာတွေနဲ့ပြန်လို့လက်နဲ့ဟာမီယာနဲ့ညဒီတဘောပဲဒါလည်းစိတ်ပညာကိုယ်တယ်ဒါကြောင့်24နာရီနေ့စဉ်ကိုဘလို့အသက်ရှင်နေနေတာလဲကိုဘလို့ကံမျိုးတွေကိုကိုရှိကိုရောက်စေချင်တာလဲဒါဆိုရင်တော့ကိုဘာလုပ်ရမလဲကောင်းတဲ့ကံတွေကိုပဲအာရုံပြုပါကောင်းတဲ့ကံတွေပဲညှို့ယူပါလူတိုင်းဟာစိတ်တကူရှင်စွမ်းအားရှင်နေဖြစ်လူတိုင်းဟာတန်ဖိုးရှိဒါကြောင့်ကိုယ့်ရဲ့စိတ်ကိုယ်တွေကိုကောင်းတဲ့နေရာမှာပဲအသုံးပြုပါညှို့ယူပါဆွဲဆောင်စัจ java ကိုတရင်ပို့ပါစိတ်ပညာနဲ့ပတ်သက်လို့အတွေးပေါ်ပညာရှင်ကာယလက္ခဏာပညာရှင်ဆေးဆရာဂျွန်ဓမ္မတဏီကပြောတယ်လျှို့ဝှက်ချက်ကိုလည်းကျွန်တော်တို့အားလုံးနေ့စဉ်သုံးပြကြတယ်စေတကိုစွမ်းရည်နဲ့အာမိပင်ညာဒီမှန်ချက်ကိုလည်းအကောင်းနဲ့ပေါ်လာဖို့အတွက်ညာစွာအထောက်အကူဖြစ်တယ်။နောက်ပြီးစာရေးဆရာစေတမြင့်ကြီးဆရာလီဆာမီကိုကပြောတယ်။ညွန့်ငယ်အားနေရာမှာတကယ်ပဲလူတွေရဲ့အတွေ့အတိုင်းအမှန်တကယ်နာခံတတ်တယ်။ကိုလိုချင်တာတွေကိုတွေးတဲ့အခါရည်ရွယ်ချက်အပြည့်နဲ့စူးစူးဆိုက်အာယုပြုရတာနဲ့ညွန့်ငယ်အားနေရာမှာကိုလိုချင်တာတွေကိုလည်းအတိအကျပြန်ပေးတတ်တယ်။တနည်းအားဖြင့်တော့ဆွဲငင်ခြင်းနေရာမှာဒီလိုပြောလို့ရတယ်။နောက်ပြီးစာရေးဆရာစေတမြင့်ရဲ့အကျိုးဆောင်လီဆာနီကိုကပြောတယ်။ညွန့်ငယ်နေရာမှာတကယ်ပဲသူတွေရဲ့အတွေ့အတိုင်းနာခံတတ်တာမှန်ပါပဲ။ကိုလိုချင်တာတွေကိုတွေးတဲ့အခါရည်ရွယ်ချက်အပြည့်နဲ့စူးစက်တဲ့အာယုပြရတာနဲ့ညွန့်ငယ်နေရာမှာကိုလိုချင်တာတွေကိုတိတိကျကျပြန်ပေးတတ်ပါတယ်။ဒါကြောင့်လူတွေဟာမလိုချင်တာကိုမတွေးတတ်ဖို့အရေးကြီးတယ်။ကိုလိုချင်တာပဲလုပ်နေတာကိုလိုချင်တာပဲတွေးပါ။ဥပမာအိမ်ကအဆောင်အယောင်ဆန်းတိုင်ဝိုင်းကိုဘာလို့လိုချင်လဲကိုတွေးလိုက်ပြီဆိုတာနဲ့တန်လိုက်လုံးလို့ပဲဒီစီစဉ်တက်ရှိတက်မဲ့တရားဝတ္ထုတွေအားလုံးကိုညှို့ယူပြတာဖြစ်တယ်။ကိုဟာတန်လိုက်လုံးဆိုတာကိုအမြဲတမ်းမှတ်ထားပါကိုဘဝမှာဘာလို့လိုချင်တယ်ကိုလိုချင်တာတွေကိုပဲညှို့ယူပါအလောက်ကိုင်းယာသူပတ်ဝန်းကျင်ကျန်းမာရေးစီစဉ်ဥစ္စာအကျွေးပျော်ရွှင်မှုမပျော်ရွှင်မှုအိမ်ကအတိုင်းစသဖြင့်ဒီအရာဝတ္ထုတွေအားလုံးကိုတန်လိုက်လုံးလို့ပဲကိုကဆွဲနေညှို့ယူရတယ်အဲ့ဒီသဘောတရားကိုလည်းနားလည်နေဆိုရင်မင်းအတွက်ဘာမှမဖြစ်နိုင်တာမလုပ်နိုင်တာမရှိဘူးဆိုတာကိုနားလည်ပါလိမ့်မယ်ဒီလိုဖြစ်လာတဲ့အကြောင်းအရာပဲမင်းကိုယ်တိုင်တွေးခဲ့စဉ်းစားခဲ့လို့ဖြစ်လာခဲ့တာပါတခြားလူတွေတခြားအရာတွေတကိုးရှင်တွေဒါတွေကဖန်တီးပေးခဲ့တာမဟုတ်ပါဘူးမင်းတွေးခဲ့တဲ့အတွေးတိုင်းဟာခံစားချက်ကိုဖြစ်စေတယ်အဲ့ဒီခံစားချက်ကနေပြီးတော့လှုပ်ဆောင်မှု action တွေကိုဖြစ်စေတယ်လှုပ်ဆောင်မှု action ကနေပြီးတော့ရလဒ်တွေဖြစ်ပြောင်းလဲသွားခဲ့တယ်ဒါကြောင့်လူတွေဟာကိုယ့်ဘဝကိုကိုယ်တိုင်နဲ့ရေးဆွဲရမယ်ဘယ်သူမှအန်တီးပေးလို့မရဘူးတကယ်တော့ဒါတွေအားလုံးမှာစိတ်ကူးရင်ပုံပေါ်ယူသွမှုရှုထောင့်ကနေ
ပြောနေတာမဟုတ်ပါဘူးတကယ်ကိုအခြေခံကြတဲ့နားလည်မှုရှိတော့ကနေလေးလေးနက်နက်ပြောနေတာပါဒါကိုတက်တည်ကြစရာလူတဦးရှိတယ်အဲ့ဒါကတော့ကွမ်တန်ယူပဗေဒပညာရှင်ကတိကစာပေစုရစာရေးဆရာဖြစ်တဲ့ဒေါက်တာဖရက်အလန်ဝူပဲဖြစ်တယ်သူ့ဆိုရစကြဝဠာဘာတစ်ခုထဲမှာစိတ်မရှိပဲဘယ်အရာမှဖြစ်တည်တာမဟုတ်ဘူးအဲ့ဒီစိတ်ကလည်းသူအာရုံနဲ့သိမြင်ထားတဲ့တက်ရှိတဲ့အရာဝတ္ထုမှန်များကိုအစစ်အမှန်ပုံစံအတွင်ပြောင်းလိုက်တာလည်းဖြစ်တယ်လူတိုင်းဟာစကြဝဠာထဲမှာတကူစွမ်းအားအကောင်းဆုံးရုပ်တံနဲ့စက်ရုံကြီးတွေအဖြစ်တနည်းအားဖြင့်လူတိုင်းဟာစကြဝဠာထဲမှာအတန်နှိမ့်ရုံလို့ပြောလို့ရတယ်အပြန်အလှန်ဆက်သွယ်မှုရှိတဲ့သဘောတရားကိုအပြည့်အဝလူတိုင်းလက်ခံထားကြရမယ်စိတ်ကစဉ်းစားလိုက်တဲ့အတွေးတွေကနေစကြဝဠာအတန်နှိမ့်ရုံစီကိုရောက်ရှိသွားရာကဒီအတွေးနမိတ်နဲ့အတွေးရုပ်တွေဟာကိုယ်ဘဝကိုယ်အတွေ့အကြုံဖြစ်နေကိုယ်စီပြန်ထုတ်ပေးလိုက်တာပဲဖြစ်တယ်ဒီတော့ကိုယ့်ရဲ့စိတ်ဟာအတွေးတွေနဲ့ကိုယ့်ဘဝကိုဖန်ဆင်းအောင်ကထက်မြက်အားလုံးနဲ့အစွမ်းနဲ့ကမ္ဘာလောကကြီးကိုထပ်ဖန်ဆင်းနေဆိုရင်မမှားပါဘူးတကယ်လို့မင်းဟာဒီလောကကြီးထဲမှာဘာအစွမ်းဆောင်မှမရှိတဲ့လူလို့ထင်ရင်လည်းပြန်စဉ်းစားကြည့်ရပါဦးလွန်ခဲ့တဲ့နှစ်80တော့အံ့ဩစရာကောင်းအောင်အလုပ်တွေလုပ်ခဲ့တဲ့ကွမ်တန်ယူပဗေဒပညာရှင်တွေဟာလူတွေရဲ့စိတ်မှာမရေတွက်နိုင်တော့အောင်ဖန်ဆင်းနိုင်တဲ့အစွမ်းအာဏိအမြင်ရှိတယ်ဆိုတာကိုလက်တွေ့ပြခဲ့တယ်သူတို့ရဲ့ခြားပွေသိရှိချက်တွေနဲ့မဟာပညာကျော်စိတ်စွမ်းတဲ့ပညာရှင်ကြီးတွေဖြစ်တဲ့မြတ်ဗုဒ္ဓခရစ်ယာန်မူဒီရှေ့စပီးယားကန်နဂျီအီမာဆင်ဘေကွန်တို့ရဲ့ဟောပြောချက်ရေးသားချက်တွေကိုယုံကြည်မယ်ဆိုရင်ပိုပြီးနားလည်လက်ခံသွားမှာပဲဖြစ်တယ်။ဒါကြောင့်သူမြတ်စွာဘုရားကတရားဝါရဲ့စိတ်ရစမ်းကြယ်တယ်တရားဝါရဲ့စိတ်ကိုစမ်းကြယ်တာနဲ့အမျှရုပ်တွေလည်းစမ်းကြယ်ရုပ်တွေစမ်းကြယ်တာနဲ့အမျှစိတ်တွေစမ်းကြယ်ခံစားဖို့ခံစားချက်ချင်းမတူညီကြဘူးတရားနဲ့တရားအရာအဆင့်တွေကိုပြချမ်းသာသွားကြတယ်မတူညီကြဘူးရုပ်စင်းကလည်းကိုယ်ပြချမ်းသာသွားတယ်ဆိုတာကခံစားမှုတွေမတူကြတဲ့အတွက်ကြောင့်ကိုယ်ပြချမ်းသာသွားခြင်းဖြစ်တယ်အစဉ်မျိုးမျိုးအတန်မျိုးမျိုးအနံ့မျိုးမျိုးရတာမျိုးမျိုးကိုယ်ပြချမ်းသာသွားကြတယ်အထီးတွေခံစားပုံခံစားနည်းတွေဟာလည်းတအုပ်နဲ့တအုပ်မတူညီကြဘူးခံစားရအမျိုးမျိုးတွေဟာလည်းပေါ်ပေါက်လာကြတယ်ခံစားရအမျိုးမျိုးပေါ်ပေါက်လာတယ်ဆိုတာကခံစားရအမျိုးမျိုးကိုခံစားတတ်တဲ့တတ္တဝါမျိုးစုံရှိလို့ဒါကြောင့်ခံစားရအမျိုးမျိုးဆိုတာကလည်းလောကမှာပေါ်ပေါက်လာခြင်းဖြစ်တယ်အစင်းကိုတိုင်းနေတဲ့တတ္တဝါအတွက်အစင်းမျိုးစုံကိုဖန်တီးပြီးတယ်ယူပါရင်ပေါ့အတန်ကိုတိုင်းနေတဲ့တတ္တဝါအတွက်အတန်မျိုးစုံကိုဖန်တီးပြီးတယ်တတ်နိုင်ရင်ပေါ့အနံ့ကိုတိုင်းနေတဲ့တတ္တဝါအတွက်အနံ့မျိုးစုံကိုဖန်ဆင်းပြီးတယ်ဖန်တီးပြီးတယ်ကံနိုင်ရင်ပေါ့အစားတော့ရတာမျိုးစုံကိုတိုင်းနေတဲ့တတ္တဝါအတွက်ရတာမျိုးကိုဖန်တီးပြီးတယ်ဘောဓဘယုံအဖြစ်တွေကိုတိုင်းနေတဲ့တတ္တဝါအတွက်ဘောဓဘယုံကိုဖန်တီးပြီးယူပါယုံတတ္တယုံကံနာယုံရတာယုံဘောဓဘယုံဆိုတဲ့ကာမဂုဏ်အာယုံ၅ပါးအဲ့ဒီကာမဂုဏ်အာယုံ၅ပါးမှာတတ္တဝါတစ်ခုမဟုတ်တစ်ခုနောက်ဆုံး၅မျိုးစလုံးကိုတိုင်းနေတဲ့တတ္တဝါတစ်မျိုးလေးတိုင်းနေတဲ့တတ္တဝါအမျိုးမျိုးကိုလက်ဆောင်ပါအဲ့ဒီအာယုံတစ်ခုမှာတတ္တဝါတကောင်တတ္တဝါတအူးဟာညိကတွေ့တာသွားပြီဆိုတာနဲ့ဒီအာယုံနဲ့ပြင်းထန်တယ်ဒါကိုဘုရားကတော့မာရတံနာမည်အနောင်ဖွဲ့မာနိုင်အနောင်ဖွဲ့ခံရပြီအဲ့ဒီအာယုံကနေဒီဘယ်မှာပြင်းထန်တယ်30ပုံကလည်းဘယ်တော့မှမလွတ်တော့ဘူးတဲ့ဒါကိုမြတ်စွာဘုရားဟောတယ်တရားဝါရဲ့ခံစားချက်ကတောင်းတတယ်စားလောင်တယ်ဖန်ပြီးတယ်ပြုလုပ်တယ်ဖြစ်ပေါ်လာကြတယ်ပြောရရင်နတ်ဘဝလူချင်းတွေဘဝဆောင်စီစဉ်လူချင်းတွေစီစဉ်စာဘဝဆောင်ဥပဒံဘဝဆောင်ဖြစ်တော့တာဒါကိုမြတ်ဗုဒ္ဓကတော့ကာမဂုဏ်အာယုံ၅ပါးဘုရားဟောယူပါယတတ္တယံခန္ဓာယတ္တယံဖောဓဘယံကာမဂုဏ်အာယုံ၅ပါး
အဲ့ဒီကာမဂုဏ်အာယုံ၅ပါးဟာတနည်းအားဖြင့်ဝေဒနာဒီဝေဒနာရဲ့တစ်ချက်ကလေးတစ်ချက်ပေါ့ဝေဒနာရဲ့သဘောတရားတစ်ခုကိုသိရမယ်စီပွားရေးလုပ်ငန်းနဲ့အများကြီးလုပ်ရအဲ့ဒီဝေဒနာတစ်ခုတည်းနဲ့ပဲသိပ္ပံဉာဏ်ရှင်တွေကဒီဝေဒနာတစ်လုံးနဲ့ပဲစီပွားရေးတွေကိုများစွာဖန်တီးကြတယ်အတ္တမျိုးစုံဖန်တီးကြတယ်အနတ်မျိုးစုံဖန်တီးကြတယ်အရာပါမျိုးစုံဖန်တီးကြတယ်လူတွေဘာကြိုက်တတ်တယ်ဘာကိုတောင်းတတာဘာကိုစားအောင်နေတယ်သူတို့စားတဲ့အရာသူတို့တောင်းတတဲ့အရာကိုယနေ့ခေတ်ဤပညာရှင်တွေအသိပညာရှင်တွေတတ်ပညာရှင်တွေသိပ္ပံပညာရှင်တွေအားလုံးဖန်တီးပေးနေကြတယ်သူတို့ဟာအကြိုက်တွေ့အောင်လူတွေကိုဆွဲဆောင်နိုင်တယ်ကိုနာကလူတွေမဟုတ်ဘူးတကဘာလုံးမှာရှိတဲ့တက်ရှိလူသားတွေအားလုံးကိုဆွဲနေဖမ်းယူညှို့နေနိုင်စွမ်းရှိတယ်အနတ်မျိုးမျိုးခံစားတတ်တဲ့အတွက်ရေမွေးအမျိုးမျိုးရေမွေးတန်တာအမျိုးမျိုးဖန်တီးပေးနိုင်စွမ်းရှိတယ်အရသာအမျိုးမျိုးကျန်းတဲ့တတ္တဝါတွေအတွက်လူသားတွေအတွက်စားတော့ပြန်မျိုးစုံကိုတီထွင်ပေါ်ဆက်ပေါ်ထုတ်နိုင်ခဲ့တယ်နုညံပြီးဆက်တဲ့ထဲမွေရာမျိုးစုံကျန်းတဲ့တတ္တဝါတွေအတွက်နုညံပြီးဆက်တဲ့ထဲမွေရာဂရိဘာအဝိစာမျိုးစုံကိုတီထွင်ပေးနိုင်တယ်ဒီနေ့ဘုန်းတို့မျက်မှောက်ခင်မှာပို့ပြီးတော့ဟိုတိတာတကယ်ကိုတိတာလည်းမစားဘူးတဲ့အစားအစာမမြင်ဘူးတဲ့အရာမြင်ကြရတယ်မကြားဘူးတဲ့အရာကြားကြရတယ်မစားဘူးတဲ့အရာစားကြရတယ်အဲ့ဒီအရာတစ်ခုပြီးတစ်ခုပေါ်ပေါက်လာတယ်ဆိုဘာကြောင့်လူကြီးရဲ့စိတ်ကအယမ်းကိုစာလောင်တောင်းတတဲ့အတွက်ကြောင့်အဲ့စာလောင်တောင်းတတဲ့အတိုင်းလောကကြီးမှာပေါ်ပေါက်လာဒါကြောင့်ထပ်ပြီးတော့လူတွေဘာလို့စာလောင်လဲထပ်ပြီးစာလောင်တဲ့အရာတွေကလည်းဒီလောကကြီးမှာတစ်ခုပြီးတစ်ခုသူကပေါ်ပေါက်လာအောင်ပါလေတကူရှင်တွေကတို့ဒီတိပ္ပံဉာဏ်ရှင်တွေကလည်းသူဖန်တီးပေးနေကြအောင်လူသားတွေရဲ့စိတ်မှာတောင်းတလိုက်ပြီးဆိုတာနဲ့သူတို့ရဲ့တောင်းတတဲ့အတိုင်းခံစားနိုင်ဖို့အတွက်ခံစားမှုနဲ့အတွက်သူတို့ကလည်းဖန်တီးပေးနေကြတာဒါပေမဲ့အဲ့ဒီခံစားမှုမှာသူအမြဲတမ်းပြောင်းလဲနေယခုကြိုက်ရင်နောက်မကြိုက်တနေ့နေ့ကြိုက်နောက်နေ့မကြိုက်အဲ့ဒီလိုပဲကိုယ့်ရဲ့အကြိုက်ပေါ်မှာမူတည်ပြီးတော့တနေ့ကြိုက်တဲ့တနေ့ခံတဲ့အစာတနေ့ခံတဲ့အနံ့အရာအဖြစ်ဖြစ်နှစ်နေ့ဆိုရင်နှစ်နှစ်သုံးနေ့ဆိုရင်သုံးနေ့နောက်ဒီတစ်မျိုးပြီးပြီဆိုရင်နောက်တစ်မျိုးကိုရိုးရအောင်သူကအစင်နဲ့သူကတည်တည်ထားနေတာဖြစ်တယ်။ဘာဖြစ်လို့လဲသူတို့ဟာကမ္ဘာလောကတစ်ခုလုံးကိုလူတွေရဲ့စိတ်ဆန္ဒတောင်းတတဲ့အရာမှန်များတစ်ခုပြီးတစ်ခုစင်ကဲတိုးတက်များပြားလာအောင်အစမပြတ်သူကဖန်တီးပေးနေဖန်တီးပေးတဲ့ရည်ရွယ်ချက်ကဘာကြောင့်လူရဲ့စိတ်ဆန္ဒအယံပြင်းရတဲ့အတွက်ကြောင့်သူကဖန်တီးမှုဆိုတာအလိုလိုဖြစ်လာတယ်တခါတလေများဆိုရင်နိုင်နိုင်အတွင်းနဲ့ကိုလိုချင်တဲ့ပစ္စည်းတွေကိုချီကိုရောက်ရှိလာတယ်အချိန်ကြာမြင့်မှုအပိုင်းဆုံးဆိုတာကကိုယ့်ရဲ့စိတ်အာရုံခံစားမှုပေါ်မှာမူတည်ပြီးတော့ရောက်ရှိလာတာကိုယ့်ရဲ့စိတ်အာရုံဆန္ဒဟာအယံကိုပြင်းပြပြီဆိုရင်အဲ့ဒီပစ္စည်းကအမြဲတမ်းရောက်ဖြည်းဖြည်းတွေးရစဉ်းစားရဆိုရင်အချိန်ကြာတယ်ကြာစောင့်နေရတယ်မျက်စော်မျက်စင်သာတော့ဟောတယ်တရားဝါရီကာမဂုဏ်အာယုံ၅ပါးမှာညှိကပ်တွေ့တာဖြစ်ကြတယ်ဘဝအဆက်ဆက်တန်လျာအဆက်ဆက်ဒီကာမဂုဏ်အာယုံ၅ပါးမှာပဲညှိကပ်တွေ့တာဖြစ်တယ်အထုံတလေးပေါ့ဘဝဆက်ဆက်တန်လျာဆက်ဆက်ညှိကပ်တွေ့တာဖြစ်တဲ့အတွက်ကြောင့်ယခုဘဝမှာလည်းဒီအာယုံဝတ္ထုတွေမှာနှိမ့်ချက်ကြတယ်ခံစားနေကြတယ်ဒါကိုသိပ္ပံပညာရှင်တွေကလက်တွေ့ဖန်တီးပြီးသူတည်နာပြီးစံတက်ခဲ့ကြတယ်သူတို့ရဲ့စံတမ်းမှာတကယ်ပဲလက်တွေ့အသုံးတဲ့မှုတွေဟာလူနည်းစုကြိုက်ရတာနေတလောကလုံးကြိုက်သွားပြီဆိုတော့မြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့တရားဝါရီကျင့်နေတဲ့ဆိုတဲ့စကားဟာသိပ္ပံဉာဏ်နဲ့ပြည်ဖြစ်သွားတဲ့အတွက်ကြောင့်မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့တရားတွေဟာဒီနေ့သိပ္ပံဉာဏ်နဲ့
တရားတိဖြစ်တယ်ဆိုတာကိုကမ္ဘာတိတ်တန်ညာရှင်တွေကတညီတညွတ်ပြီးသူတို့ဟာတကယ်ပဲလက်ခံခဲ့ကြတယ်ဘုရားဟောတဲ့တရားတွေဟာဒီတိတ်တန်ညာနဲ့တရားတိဖြစ်နေပါလားဆိုတော့သူအသိရှိခဲ့ကြတယ်တရားဝါရဲ့အကျိုက်ဆိုတာဘာလဲကြောင်းပြီးငါးကြော်ကိုကြိုက်ပြီးငါးပြီးတီကောင်ကိုကြိုက်ပြီးတီကောင်ပြီးမြေကြီးကိုကြိုက်ဒါမျိုးရှင်တဲ့ပုံစံမျိုးတစ်ခုတိပ္ပံဉာဏ်ရှင်ရတဲ့ဒီနေ့ခေတ်လူတွေဘာတွေကိုကြိုက်နေတဲ့သူတို့ကြိုက်နေတဲ့အရာတွေနဲ့သူတို့ခံစားခြင်းနဲ့အရာတွေကိုဖန်တီးပြီးပြောရရင်ဝေဒနာတစ်လုံးနဲ့အဲ့ဒီဝေဒနာတစ်လုံးနဲ့လည်းသူတို့လောကရဲ့ပုံပုံစီးပွားရေးလုပ်နေခဲ့ကြတယ်ဘုရားကတရားဝါရဲ့အကျိုက်ကိုဟောခဲ့တယ်သိပ္ပံဉာဏ်ရှင်တွေကလူသားတွေရဲ့အကျိုက်ကိုဖန်တီးပေးနိုင်ခဲ့တယ်ကမ္ဘာစည်းကွက်တစ်ခုကိုဖန်တီးနိုင်ခဲ့ကြတယ်အဲဒီဆန်အိုင်စတိုင်းဒီမှာဆန်ဘေဂေစရှိတဲ့စိတ်သိပ္ပံဉာဏ်ရှင်ကြီးတွေစိတ်ပညာရှင်ကြီးတွေစီးပွားရေးပါလူကြီးတွေဟာလူတွေရဲ့အကျိုက်လိုအပ်ချက်တွေကိုဖန်တီးပေးနိုင်ခဲ့တယ်ဒီနေ့ခေတ်ရဲ့တဘိုးရှင်ကြီးလို့ပြောဆိုရပါတယ်ဘုရားကရဝါရီကြိတ်တက်တဲ့အကြိုက်တွေကိုဘုရားကဟောကြားခဲ့တယ်။သိပ္ပံပညာရှင်တွေကလူသားတွေရဲ့အကြိုက်ကိုဖန်တီးပေးနိုင်ခဲ့ကြတယ်။ကမ္ဘာစီဝကြီးတစ်ခုတို့ဟာဖန်တီးဆောက်နိုင်ခဲ့ကြတယ်။ဘာကြောင့်ပုဂ္ဂိုလ်ကြီးဖြစ်တဲ့အက်ဒီဆင်တို့အိုင်စတိုင်းတို့ဘေကိတ်တို့အစရှိတဲ့ပေါ့။စိတ်ပညာရှင်ကြီးတွေစိတ်ပညာရှင်ကြီးတွေစီဝိုင်းပါလူကြီးတွေဟာလူတွေရဲ့အကြိုက်လိုအပ်ချက်တွေကိုဖန်တီးပေးနိုင်ကြတယ်ဒီနေ့ခေတ်ရဲ့တကူရှင်ကြီးတွေလို့ဆိုရပါလိမ့်မယ်လူသားတွေကတော့ဆိုတယ်ပါမီရှင်တွေကတည်ထွင်ကြတယ်ဖန်တီးကြတယ်ဒါဟာညှို့ငင်အားနေရမှာပါကောင်းတာလည်းတွေ့တွေ့ဆိုးတာလည်းတွေ့တွေ့အတွေးမှန်များဟာလူသားတွေပေါ်မှာပြန်လည်တက်ရောက်စီမှာပဲဖြစ်တယ်ခေတ်တစ်ခေတ်မှာလူတွေရဲ့လိုအပ်ချက်ကပါလေလူတွေရဲ့တောင်းဆိုချက်ကပါလေလူတွေရဲ့စိတ်ထဲမှာလူတွေရဲ့အဆက်မှာအမြဲတမ်းရည်ရွယ်နေတဲ့အကြောင်းအရာကဘာတွေလဲဆိုတာကိုပြန်စဉ်းစားကြည့်လိုက်မယ်ဆိုရင်ဒီနေ့ခေတ်သူတို့စဉ်းစားလိုက်တဲ့အကြောင်းအရာတွေအားလုံးဟာသူတို့ပြန်လည်းလက်ခံကြရတယ်တွေ့ကြုံကြရတယ်ဥပမာလေဒီဆရာကြီးတဲ့ကပရိယောဂါဆိုတာရှိအဲ့ဒီပရိယောဂါဟာတဏှာလုံးတစ်ခါလုံးကူးစက်ပါနောက်ဒီပရိယောဂအဲ့ဒီပရိယောဂကိုဘုရားရှင်ရဲ့ဓမ္မနာတော်ကြီးရုပ်ခတ်ပြည့်စဲပြီးတော့နောက်ဆုံးပရိယောဂကြီးပျောက်သွားတယ်ပရိယောဂပျောက်သွားတဲ့အခါမှာဒီနေ့ခေတ်ပေါ့နော်ဒီနေ့ခေတ်မှာဘာတွေပြရလဲဆိုတော့ပရိယောဂတော့မဟုတ်ဘူး HIV ယောဂ AIDS ယောဂ SARS ယောဂကိုရိုနာ AIDS ယောဂ HIV ယောဂမမြင်ဘူးကြဘူး HIV AIDS ဖြစ်ပြီးဆိုတာနဲ့အဲ့ဒီလူတွေကဝမ်းကြီးကြတယ်စရနောက်လည်းဆိုရင်လည်းတရားကြီးကမင်း HIV ဖြစ်နေမင်း AIDS ဖြစ်နေပြောကြဆိုကြ AIDS ယောဂကိုလူတွေကဝမ်းကြီးကြတယ်အဲ့ဒီလိုလူတွေရဲ့ပါးစပ်လူတွေရဲ့နှုတ်ကြားကအစမပြတ်ပြောတာများလာတဲ့အမျှလူတွေမှာ HIV AIDS တွေဖြည်းဖြည်းနဲ့ပိုပြီးများလာတယ်နောက်ပိုင်းကျတော့ဒီ HIV AIDS ဖြစ်တဲ့လူတွေကမပတ်သက်ရှင်ကြတာမဆက်သက်ရှင်ကြတာမသိရှင်ကြတာမမြင်ရင်ကြတော့ HIV AIDS ဆိုတဲ့လူတွေကတော့ကြလူတွေဆောင်ကြတယ်နောက်ပါဖြစ်လာတယ်အဲဒီ HIV AIDS ကိုစိတ်ဝင်စားတဲ့လူနည်းလာတာနဲ့အမျှ HIV AIDS ဖြစ်တဲ့လူကလည်းတဖြည်းဖြည်းနဲ့နည်းလာတယ်ဟောနောက်SARS ယောဂတစ်ခါလာတယ်လူတွေစကားပြောနေတဲ့ຢာတွေကပွားများလာတယ်ယောဂတွေတိုးပွားလာတယ်ယောဂဖြစ်တဲ့လူများလာဒီလိုပဲကျင့်တဲ့တဝေယောဂတစ်ခါလာတယ်ဝတ္တဝေယောဂကျင့်တဲ့တဝေယောအဲဒီလိုလူတွေစကားပြောတယ်ကျင့်တဲ့တဝေဝတ္တဝေလို့ပြောတယ်အဲဒီလိုပြောရတာလေဘာဖြစ်လဲစင်တဝေများဖြစ်အောင်မလားလူတွေရဲ့စိတ်လူတွေရဲ့စကားပြောတာဟောတကယ်ပဲစင်တဝေဆိုပြီးတော့စင်တဝေယောဂဆိုပြီးတော့
ဖြစ်လာတယ်လူ900မှာလူ40ကစင်တုပ်ပဲဖြစ်တယ်လို့ပြောတယ်ကဲစဉ်းစားကြည့်ဒီအကြောင်းအရာဒီယောဂတွေဟာလူတွေရဲ့စိတ်ကညှို့ယူလိုက်တဲ့အတွက်ကြောင့်ဓမ္မမြင်များပေါက်ဖွာလာတယ်ဒါဆိုရင်လူသားတွေအားလုံးမကောင်းတဲ့အကြောင်းအရာမကောင်းတဲ့ယောဂကိုစဉ်းစားရင်းနဲ့ကျမ်းမာခြင်းနဲ့ချမ်းသာခြင်းနဲ့ပျော်ရွှင်ခြင်းနဲ့ငြိမ်းချမ်းခြင်းနဲ့လွတ်လပ်ပျော်ရွှင်ခြင်းနဲ့စိတ်ချမ်းသာမှုတွေကိုအစမပြတ်တတ်ပါစဉ်းစားကြမယ်အပြန်အလှန်မေတ္တာတွေပေးကြမယ်အပြန်အလှန်စိတ်ချမ်းသာမှုရကြမယ်အဲဒီစိတ်ကလေးကအစမပြတ်နှလုံးသွင်းမယ်ဆိုရင်ကမ္ဘာပေါင်းတစ်ခုလုံးအရန်ကိုတာယာပါတာယာမှုတွေဖြစ်အောင်ခံတည်ရညှို့ယူရဆိုတာစိတ်မတာယာမှုတွေဖြစ်အောင်ခံတည်ရညှို့ယူရဆိုတာစိတ်ဒါကြောင့်လူတိုင်းမကောင်းတဲ့အကြောင်းအရာမလိုချင်တာမစဉ်းစားပဲနဲ့ကောင်းတဲ့အကြောင်းအရာလိုချင်တာပဲစဉ်းစားကြရအောင်ဒါတွေကလူတွေကတောင်းကြလို့မကောင်းတဲ့ယောဂကိုစိတ်ကဆွဲဆောင်ခဲ့ရင်ညှို့ယူခဲ့ကြတယ်ကောင်းတဲ့အကြောင်းအရာပဲဖြစ်ဖြစ်မကောင်းတဲ့အကြောင်းအရာပဲဖြစ်ဖြစ်လူတစ်ယောက်ကပြောလိုက်ရင်အဲ့ဒီလူတစ်ယောက်ကိုလည်းတက်ရောက်ဒါပေမဲ့လူထုအများစုကဒီအကြောင်းအရာကိုပြောပြီးဆိုတာနဲ့အဲ့ဒီလူထုအများစုကနားလေပြီးဖြစ်စီနားမလဲပြီးဖြစ်စီဒီအကျိုးတက်ရောက်မှုဟာအဲ့ဒီလူထုပေါ်မှာတက်ရောက်တာဥပမာလျှက်စစ်ဆိုတာဘာလဲမေးလို့ရှိရင်လျှက်စစ်ဆိုတာတော့ဘယ်လိုနားမလဲဒါပေမဲ့သူ့ကိုကန်ကြည့်ရင်တော့ခက်လိုက်မှာအဲ့ဒီလျှက်စစ်ဟာဘယ်လိုတည်တည်နေလဲဆိုတာတော့နားမလဲဒါပေမဲ့ဒီလျှက်စစ်ဟာသမင်းရှက်လို့ရတယ်ဒီတိုင်းပဲလူတွေရဲ့အတွေးခေါ်လူတွေရဲ့အုံနောက်အဲ့ဒီအတွေးခေါ်အသိဉာဏ်တွေကိုဒီအုံနောက်ပြောင်းလဲပေးလိုက်မယ်ဆိုရင်ဒီအုံနောက်ကစဉ်းစားလိုက်တဲ့အကြောင်းအရာအလုံးကြီးကောင်းတာကိုပဲစဉ်းစားလာပြီဆိုတာနဲ့ကောင်းပါလေကိုရှိတက်ရောက်လာမကောင်းတာကိုစဉ်းစားမိပြီဆိုရင်တော့နားလည်းဒီကိစ္စနားမလည်းဒီကိစ္စဒီမကောင်းတဲ့အကျိုးတရားဟာစဉ်းစားလိုက်တဲ့လူရဲ့အပေါ်မှာတရားတက်ရောက်ပါမှာဒါပေမဲ့တတိရှိရမယ့်အချက်၂ချက်ရှိနံပါတ်၁အချက်ကမှန်ကန်ကောင်းမှုနဲ့အတွေ့ဟာအစိုးမြင်တတ်တဲ့ရှုထောင့်ကအတွေ့ထက်အစတရားအရာကောင်းတယ်လို့သိပ္ပံဉာဏ်ရှင်တွေကတက်တည်ပြပြီးဖြစ်တယ်ဒါဆိုရင်ဒီနေ့ကျွန်တော်တို့လူသားတွေအားလုံးစိတ်ပူဇော်လို့တော့အဲ့တော့ကိုယ့်ရဲ့အသွေးခေါ်တယ်လို့လားအကောင်းဘက်ကိုပြောင်းလိုက်မယ်ဆိုရင်မကောင်းတဲ့အကြောင်းအရာတွေပြဿနာတွေအားလုံးကိုတိတ်မှထားခဲ့မှာဆိုရင်ဒီနေ့ကိုဆက်ပြီးတော့အသက်ရှင်ရမယ်ရှေ့ကြီးအတွက်ဘဝလမ်းကြောင်းအတွက်ဘာပြဿနာမှဒီတိုင်းကြုံမှာမဟုတ်တော့ဘုံဘုံတို့ရဲ့အတွေးတွေကချက်ချင်းဖြစ်ပေါ်လာဒီလိုအချိန်နှောင်းနေခြင်းဟာမင်းတို့ဘဝကြီးကကံကောင်းဖြင့်ပြီးထားတာမင်းတို့ဘဝကြီးကပြီးတဲ့ကံကောင်းကြီးလက်ဆောင်လို့ဆိုရမှာအဲ့ဒီလက်ဆောင်တွေတဘာဝကြီးကိုကျေးဇူးတင်လိုက်ပါတွေးတိုင်းကဖြစ်နေမယ်ဆိုရင်တွေးတိုင်းကဖြစ်လာမယ်ဆိုရင်အဲ့ဒါဟာပြဿနာတက်တော့တယ်မင်းရဲ့အတွေးမှန်ကန်ဖို့အချိန်ယူဖို့တကယ်လိုအပ်တယ်ချက်ချင်းဖြစ်မှာအကယ်၍ဟာချက်ချင်းဉာဏ်ဉာဏ်ဖြစ်လာမယ်ဆိုရင်လူတွေအားလုံးဒုက္ခရောက်မှာဒါကြောင့်အချိန်နှောင်းခြင်းဟာ
မင်းအတွေးတွေမှန်ကန်ဖို့အတွက်ပြုပြင်ပြောင်းလဲနိုင်ဖို့အတွက်အခွင့်အရေးပေးနေတာဖြစ်တယ်ဥပမာမင်းဟာပြည်မှာထိုင်ပြီးတော့ဟာငါတော့စင်ကြီးကိုလိုချင်လိုက်တာဒီစင်ကြီးရောက်လာရင်ကောင်းပါပဲပြည်မှာမင်းကြီးထိုင်စင်ကြီးရောက်လာရင်ကောင်းပါပဲစင်ကြီးရဲ့ဓာတ်ပုံကြည့်နေတယ်အဲ့ဒီလိုစင်ကြီးရောက်လာရင်ကောင်းပါပဲစင်ကြီးရောက်လာရင်ကောင်းပါပဲဆိုတဲ့အတွေးဝင်လိုက်တဲ့အချိန်ကမှပဲပြုံးလိုက်မင်းရဲ့စီကိုစစ်ချင်းချက်ချင်းပဲစင်ကြီးကပြုံးရောက်လာပြီဆိုရင်မင်းပါတော့လန့်သွားမှာပေါ့ဒါကြောင့်မင်းစိတ်ကူးလိုက်တဲ့အတိုင်းချက်ချင်းရောက်မလာဘူးဆိုရင်မင်းကဘာအန္တရာယ်မှမရှိဒါကြောင့်ချက်ချင်းရောက်လာတာကိုလည်းမင်းကျေးဇူးတင်ရမယ်မင်းမှာဆင်ကိုလက်ခံဖို့အတွက်အစင်းမဖြစ်နေတဲ့အတွက်ကြောင့်ဆင်ကပြုံးလိုက်လေးစီရောက်လာပြီဆိုတာနဲ့ကျင်းပလန့်နေတယ်ဘယ်ထပ်ပြရမှာမသိဘူးချက်ချင်းဆိုတော့မင်းလက်မခံနိုင်ဘူးပေါ့ဒါကြောင့်ချက်ချင်းရောက်မလာတဲ့သဘောတရားကိုမင်းနားလည်ပြီကိုတွေးလိုက်တဲ့တွေးတိုင်းချက်ချင်းရောက်လာတာဘောကိုမင်းလည်းကံကောင်းတာမင်းလိုချင်တဲ့အရာဝတ္ထုစင်ကြယ်စဉ်းစားဖို့အချိန်ပေးထားခြင်းပါဒါကိုတော့တွေးတင်တယ်ဒါကိုတော့မတွေးတင်ဘူးစသဖြင့်ကိုယ့်ရဲ့အပြီးခံစားချက်တိတိကျကျစစ်စစ်ဖို့မင်းအတွက်တကယ်လိုအပ်တယ်မင်းစိတ်နဲ့စဉ်းစားပြီးရွေးချယ်မှုအတစ်တစ်ခုမင်းထပ်ပြီးလုပ်ရရတယ်မင်းရဲ့ဒီလိုအတွေးကိုတတိထားမိလာတာနဲ့အမျှအမှားမှန်ကိုဒီစားရွေးချယ်တတ်လာမယ်မင်းပြောရှင်လာလိမ့်မယ်မင်းဟာကိုယ်ပိုင်ဘဝတစ်ခုကိုပခုရုပ်ထုလုပ်တဲ့ကဲမင်းကထဲထူလာတယ်လိုချင်တဲ့ဘဝဆရာလိုချင်တဲ့ဘဝပုံရုပ်ထုကိုထုတယ်မင်းရဲ့ဘဝကိုလည်းကောင်းမွန်ပိုင်နိုင်တဲ့ဘဝရုပ်ထုတစ်ခုဖြစ်အောင်ထုစစ်ထွင်းထုနိုင်တယ်အန်ထူးနိုင်ငံကဝိညာဉ်လောကဘုဌာနချုပ်ကိုစိတ်ဝိညာဉ်တည်ထားလို့မိုက်ကယ်ဘာနက်ဘက်ဝါကပြောတယ်လူတွေဟာကိုတွေးလိုက်တဲ့တွေးရဲ့မဟာလေးဝိချက်ကြီးကိုနားလည်လိုက်တာနဲ့အပြည့်သဘောဆောင်တဲ့အတွေးတွေကိုကြောက်လန့်လာတော့တာပါပဲလူတယောက်ရဲ့ခိုင်မာတဲ့အတွေးဟာအပြည့်သဘောဆောင်တဲ့အတွေးဖြစ်အစတရားထက်မကထက်မြက်တယ်ဆိုတာကိုသိပ္ပံဉာဏ်စမ်းစစ်တက်တည်ပြချက်ကိုတော့တတိထားဖို့လိုအပ်ပါတယ်အပြည့်သဘောဆောင်အတွေးတွေနဲ့ဒီကအတွေးတွေဟာကိုယ်ကလည်းအပြည့်သဘောအနေနဲ့ပဲပို့ဆောင်ပေးရဆိုတာတကယ်ပဲမှန်ပါတယ်။ဘာပဲပြောပြောမကောင်းတဲ့အပြည့်သဘောဆောင်အတွေးတွေကိုတရားတွေဆွဲကင်ထားမယ်ဆိုရင်တော့ကိုထင်ထားတဲ့အတိုင်းဖြစ်လာမှာအမှန်ပါပဲ။လူတစ်ယောက်ဟာအပြည့်စိတ်နဲ့တွေးတဲ့အတွေးဆိုးတွေဟာစိုးရင်ပူပါမှုကိုတိုးပွားစေလို့ဖြစ်စေပါတယ်။ဒါဆိုရင်ခုချိန်ကစပြီးကောင်းရမွန်ရာတွေကိုလည်းမြင်တွေ့ဖို့လိုအပ်ပါတယ်။အပြည့်သဘောနဲ့ကောင်းရမွန်ရာတွေကိုလည်းအမြဲတမ်းတွေးပါတော့တစ်ချိန်တည်းမှာပဲမင်းရဲ့အတွေးကောင်းတွေဟာစွမ်းအားရှိပြီးအတွေးဆိုးတွေဟာစွမ်းအားနည်းလာတယ်လို့စัจ java ကြီးကိုမင်းတိုင်တယ်ကြည့်လိုက်ပါအဲ့ဒါကိုစัจ java ကိုသတင်းပို့တယ်လို့ခေါ်တယ်အတွေးကောင်းတွေကိုပယ်ဖြတ်ပြီးတော့အတွေးတစ်အတွေးကောင်းတွေနဲ့မင်းရဲ့စိတ်ကိုအစားထိုးပါလူတစ်ယောက်မှာဒီလိုအတွေးတစ်တွေတွေးရတာနဲ့ frequency အသစ်တွေထုတ်လွှတ်တာကိုအချိန်ကအကျိုးဆောင်ပေးပါလိမ့်မယ်မင်းတွေးလိုက်တဲ့အတွေးတိုင်းဟာဘဝတစ်လျှောက်လုံးရဲ့ပျော်ရွှင်စရာတွေနဲ့ကျေနပ်စရာတွေပဲဖြစ်ရမယ်မင်းဟာမင်းဘဝကိုပိုင်ဆိုင်တဲ့ဘဝကျော်ကြီးမိုက်ကယ်အေဂျယ်လိုပါပဲတခုတော့ရှိရင်မင်းရဲ့စိတ်ဆွမ်းရည်ကိုပုံပြီးထက်မြက်လာဖို့အတွက်သမထဝိပဿနာကျင့်စဉ်တွေကိုမင်းဟာတစ်နေ့ကိုတစ်နာရီလောက်ကျင့်နေဆိုရင်ကိုလုံလောက်ပါဒီခါမှာအင်အားတည်လောင်းပေးတယ်လို့အကျိုးကျေးဇူးကိုရရှိခံစားရပါလိမ့်မယ်ဒီကျင့်စဉ်ကိုမင်းဟာမနေ့တစ်ချိန်ညတစ်ချိန်လုပ်ပေးနိုင်ရဆိုရင်တော့မင်းရဲ့အရန်ကိုစိတ်ခွန်အားကြီးဖြစ်လာမှာပါငါစိတ်ရဲ့အရှင်ခင်ငါစိတ်ရဲ့တကူရှင်တယ်ငါဟာစัจ java ချင်းစ
စကြဝဠာရဲ့တကုရှင်ပဲလို့ကိုယ်စိတ်ကိုအမြဲတမ်းသိသိပင်ရရတယ်ငါစွမ်းတကားအကြီးမားဆုံးလူတစ်ယောက်ဖြစ်တယ်ဆိုပြီးတော့နည်းနည်းတစ်ချိန်ညတစ်ချိန်အချိန်များစွာကြွေးကြော်ပြီးစကြဝဠာကြီးကိုသတင်းပို့လိုက်စမ်းပါပြီးတာနဲ့ငါဘာဖြစ်ရှင်လဲငါဘာလုပ်ရှင်လဲမင်းလုပ်ရှင်တာမင်းဖြစ်ရှင်တာတွေကိုဆုံးဖြတ်ချက်ချလိုက်ထရင်ကုန်စီတွေထုတ်လို့ပါစကြဝဠာကိုသတင်းပို့ပါအခုအချိန်ကြီးပြောခွင့်ရအကြောင်းအရာတွေကိုအနည်းရှုပ်ပြီးတော့ပြန်လည်ပြီးတော့ပြောရမယ်ဆိုရင်လျှို့ဝှက်ချက်ကိုသိရှိထားတဲ့ခေါင်းဆောင်တွေကဘာလူကဘာသားတွေကိုသိခွင့်မပေးခဲ့လျှို့ဝှက်ချက်ကိုနှိပ်ကွပ်ထားခဲ့ထိန်းချုပ်ထားခဲ့ဘုံကတော့စဉ်းစားမိတယ်ကဘာကျော်ပုဂ္ဂိုလ်ကြီးတွေဟာနိုင်ငံသားတွေရဲ့အကောင်းကျိုးစီးပွားတွေလုပ်နေပါပြည့်ကန်နဲ့ဒီလောက်အကျိုးရှိတဲ့ပညာရပ်တွေအသိပညာရပ်တွေကိုဘာဖြစ်လို့ကဘာလူကဘာသားတွေကိုမျှဝေမပေးခဲ့တာသူတို့ကတကယ်ပဲမပေးချင်တာပေးလိုက်လို့ရှိရင်လူတွေကအတုံးမပြုတ်မှစိုးရိမ်တဲ့အတွက်ကြောင့်မပေးခဲ့တာဒါကိုစဉ်းစားမိတယ်သူတို့ကလျှို့ဝှက်ချက်ကိုထိန်းချုပ်ထားခဲ့တဲ့အတွက်ကြောင့်ဒီ the secret ရဲ့လျှို့ဝှက်ချက်ကိုလူအနည်းစုသာသိခွင့်ရရှိခဲ့တယ်လူအနည်းစုသာဒီလျှို့ဝှက်ချက်ရဲ့အကျိုးကိုခံစားခွင့်ရရှိခဲ့တယ်လူအများစုမှာကတော့မိုးလေမိုးချုပ်24နာရီပြင်ရမှန်စင်းရဲတဲ့အလုပ်တွေလုပ်နေကြတာThe secret ကိုသိရှိကြတဲ့လူအနည်းစုကကဘာကြီးရဲ့ဘယ်နေရာကစီးတဲ့ဥစ္စာမဆိုသူတို့ကမြို့နေဆောင်ရှိကြတယ်သူတို့တာချမ်းသာကြတယ်သူတို့တာဒီဝက်ချက်ကိုအသုံးပြုနိုင်ကြတယ်တနည်းအားဖြင့်ဒါကိုစကြဝဠာရဲ့ဒီဝက်ချက်လို့ခေါ်တယ်ဘုံတို့လူသားတွေအားလုံးမှာစကြဝဠာထဲမှာအတူတကွနေထိုင်ကြတဲ့လူတွေပဲဖြစ်ကြတယ်ဒီစကြဝဠာကြီးဟာသူ့နေရာနဲ့ဥပဒေအချုပ်အခြာအာဏာတွေချိကြတယ်ကဘာမြေကြီးကဆွဲအားရှိတယ်ဆွဲအားရှိတဲ့အတွက်ကြောင့်လူစုပဲဖြစ်ဖြစ်လူကောင်းပဲဖြစ်ဖြစ်တိုက်ပေါ်ကတိတ်ကြရင်တော့အောက်ကိုကျမှာဘုံဘုံတို့အားလုံးဟာကဘာမြေကြီးထဲမှာရှိကြတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်ကြိုက်တာရောမကြိုက်တာရောကိုဆွဲဆောင်လို့ရတယ်ကိုညှို့ယူလို့ရတယ်အစားတိုင်းတော့မင်းဟာဒီအကြောင်းအရာတွေကိုသိချင်မှသိတယ်ဥပမာကားတိုက်တယ်ဆိုတော့ကျွန်တော်ကတော့ကားကိုယူဆိုင်နေကောင်းနေတာပဲကျွန်တော်ဘာလို့ကားတိုက်လဲမင်းကတော့ကားတိုက်လို့မင်းကဆွဲနေညှို့ယူမင်းမလုပ်ဘူးလို့ပြောမှာဒါပေမဲ့မင်းကကားတိုက်မှုကိုမင်းကမဆွဲယူခဲ့ဘူးမညှို့ခဲ့ဘူးမညှို့ယူခဲ့ဘူးဆိုရင်မင်းကားတိုက်စရာအကြောင်းမရှိဘူးကားတိုက်တယ်ဆိုမှတော့ဒါမင်းတကယ်ဆွဲနေလိုက်တယ်ညှို့ယူလိုက်တဲ့အတွက်ကြောင့်မင်းကားတိုက်တယ်ဒီကိုယ့်ရဲ့စိတ်မှာမကောင်းတဲ့စိတ်ကိုချက်ဝင်လာပြီဆိုတာနဲ့အဲ့မကောင်းတဲ့အကြောင်းအရာတွေတန်းစီနေတာဥပမာမင်းအိမ်ကနေပြီးတော့အလုပ်ကိုသွားမယ်အလုပ်ကိုသွားမယ်ဆိုတဲ့အခါကျတော့ခင်ဗျားရဲ့အိမ်ကနေထွက်ရမယ်အဲ့ဒီလိုအိမ်ကနေထွက်လာတဲ့အချိန်ကမှမင်းတို့ကျတဲ့ပစ္စည်းကြံနေခဲ့မှတခါပြန်ရောမယ်စိတ်ကတိုးမယ်တခါလမ်းရောက်တဲ့အခါကျစားဖို့နာဝင်ထိုင်တယ်ဝင်နိုင်တဲ့အခါကျတော့စိတ်ကမကြည့်ဘူးမကြည်နေတဲ့အခါကျတော့အဲ့ဒီမကြည်နေတဲ့စိတ်ကမင်းရဲ့စိတ်ခန္ဓာကိုယ်တစ်ခုလုံးသွန်းချွန်လာသူများအမြင်မှာလည်းမင်းကကြည်နေတဲ့ရုပ်မင်းမှမဖြစ်ဘူးမင်းမှမရှိအဲ့ဒီတော့ဒီလိုစိတ်မကြည်လင်ဖြစ်နေတဲ့အချိန် You're complaining about how bad it is. စဝဲလူတရားကနေပြီးတော့ It's more of how bad it is. မွေးငါးတဲ့စားတော့ရဲ့တကယ်နဲ့အင်းစင်လာပြောတယ်မလားအဲ့ဒီအချိန်ကမှမင်းရတယ်ဒီမင်းထားလိုက်တဲ့အချိန်နဲ့စပွဲသူလာတဲ့အချိန်နဲ့သွားပြီးတိုက်ဆိုင်ဖြစ်တဲ့ကောင်အတန်နေရဟုတ်ပြကြဒါရတိုက်ဆိုင်နေတာမဟုတ်စပွဲလုံးမလာခင်မှာမင်းတို့နဲ့မင်းစိတ်တို့နဲ့နံပါတ်1နံပါတ်2ကမင်းတို့နဲ့ပြည်မြင်းလာမစတဲ့အတွက်ကြောင့်မင်းစိတ်ဆိုးနေတယ်အဲ့ဒီလိုဒေါသဖြစ်နေတဲ့အချိန်စိတ်ဆိုးနေတဲ့အချိန်ကမှနောက်ကပြဿနာအလိုရောက်တယ်မင်းကပထမဦးကပြဿနာညှို့ယူထားတဲ့အတွက်ကြောင့်မင်းစီပြဿနာရောက်တယ်အဲ့မှာပကံလေးမောက်တဲ့ပကံလေးကွဲကုန်ဒါဟာတိုက်ဆိုင်နေတော့မင်းရဲ့စိတ်ကညှို့ယူလိုက်တဲ့အတွက်ကြောင့်ပြဿနာဟာမင်းစီကိုထိတဲ့ရောက်ရှိတာလူတယောက်ဟာမနဲ့မိုးလင်းလာပြီဆိုတာနဲ့မကောင်းတဲ့စိတ်ကလေးဝင်လာပြီဆိုတာတနေ့ကုန်ကအဲ့ဒီမကောင်းတဲ့စိတ်နဲ့နေကုန်ချုပ်သွားတယ်ဥပမာအမေကနေပြီးတော့သမီးကြီးလက်ထပ်ခါချစ်
ဟုတ်ပြီသမီးကလည်းမနေ့9နိုင်ခါမှာပြောတယ်မနေ့9နိုင်ပြောတဲ့အခါမှာအမေကလည်းအမေရေးထားတော့ထားပါမယ်အမေခဏနေပါဦးမိတ်လိုက်ပါဦး9မိနစ်လောက်9မိနစ်က10မိနစ်ကျော်သွားတယ်အမေကလည်းသမီးထားတော့အမေလည်းခဏနေတော့နေငါရိုက်လိုက်ရတော့အဲ့ဒီကမှသူကြပြကြထားလိုက်တယ်ထားလိုက်တဲ့အခါမှာခုံနဲ့ကျွန်တော်နဲ့တိုက်တယ်တွေ့ကြလှုပ်တိုင်းနေတယ်တခါမိဖို့လည်းရောက်တဲ့အခါကျတော့တန်ဦးကိုင်နဲ့အမေဦးကိုင်နဲ့တန်ဦးကိုပြုတ်ကြတယ်ပကံလွတ်ကြတယ်ကလုံးလန်းတန်နေကြီးတယ်အမေကပါတော့နေငါ့ကိုဆောင်ကြည့်အောင်ကြည့်တော့နေရလားမောင်တို့အမေသူ့ဟာသူကြတယ်ဟုတ်တယ်တကယ်လည်းသူ့ဟာသူကြတယ်ပြောချင်တာကဘာလဲဆိုရင်သူကစိတ်မကြည်နေတဲ့စိတ်မလိုချင်တဲ့စိတ်မကောင်းတဲ့စိတ်နဲ့မလန်းဆန်းတဲ့စိတ်နဲ့မလုပ်ချင်တဲ့စိတ်နဲ့မထစိတ်ကမတန့်ရှင်းဘူးပေါ့ပြောရတယ်အဲ့ဒီစိတ်မတန့်ရှင်းတဲ့အတွက်ကြောင့်အခုပြဿနာကတစ်ခုတစ်ခုရောက်တယ်။ဒါကြောင့်ကိုယ့်ရဲ့စိတ်ကိုမနဲ့မိုးလင်းလာဆိုရင်တန့်ရှင်းစိတ်ကြပြီးတော့ကောင်းတဲ့စိတ်ကောင်းတဲ့အာယုံကိုအာရုံပြုပြီးမနဲ့အိမ်ရထောက်ဖို့တကယ်လိုအပ်တယ်။လူတွေရဲ့ဘဝမှာပျော်ရွှင်စရာလည်းဖြစ်ဖြစ်ဝမ်းသာစရာလည်းဖြစ်ဖြစ်ကိုကအကုန်လုပ်လို့ရတယ်။ရက်တန့်သွားအောင်လည်းလုပ်လို့ရတယ်။အပြောင်းလည်းဖြစ်အောင်လည်းလုပ်လို့ရတယ်။ကိုသွားလို့ရစိတ်အာရုံနဲ့စေထုတ်လို့ရတယ်။စကြဝဠာထဲမှာဘယ်နေရာဘယ်ဒေသမဆိုကိုရောက်ပြီးမြင်မှုကြားမှုတဲ့နေရာဒေသမှများကိုအကောင်လုံးကိုယ့်ရဲ့စိတ်ကိုစေထားလို့ရတယ်။ဘုံဘုံရဲ့နာမ်လေးရတယ်။တဏှာထဲမှာယက်တည်လို့ရှိနေမှာ။အာယုတစ်ခုပေါ်လာတိုင်းမှာအဲ့ရုပ်ပုံလေးအာယုနဲ့တည်းတဲ့အာယုမိတာဖြစ်ပေါ်လာတယ်။ကိုယ့်ရဲ့အတွေ့ဟာတဲ့အလောက်ဒီကိုယ်ရဲဆိုလို့ရှိရင်စာရေးတဲ့တိတ်ကနေရှင်ကတော့ပြောတာပြောရဲဆိုလူတယောက်ရဲ့အတွေ့ဟာတဲ့တရက်ကိုအတွေ့ပေါင်း6000တိတွေ့တယ်သူရဲ့အတွေ့ထိန်းချုပ်လို့တော့မရဘူးထိန်းချုပ်ပါဒီစိတ်ကလေးကိုဒီနာမ်လေးကိုထိန်းချုပ်နေဆိုရင်မောသွားလိမ့်မယ်သူ့နိုင်တဲ့ဒီစိတ်ကလည်းတစ်ခုပဲရှိတယ်ဗုဒ္ဓမြတ်ရတတိပ္ပံတရားအာနာပါနတိဝင်ရထွက်ပြီးရှုမှတ်တာဒီလိုဝင်ရထွက်ပြီးရှုမှတ်နေတဲ့အချိန်ကမှစိတ်ကလည်းနဲ့ပြေးတယ်ပြန်လိုက်နေမလွင့်အောင်လို့ဒီထွက်ပြီးဝင်ပြင်းရှုရတာမရှိအဲဒါကဖန်ဆားထားတယ်ဒါတော့မရလူတယောက်ရဲ့အတွေ့လူအများစုရဲ့အတွေ့လူတယောက်ရဲ့အတွေ့ကလည်းလူအများစုရဲ့အတွေ့တွေကိုဖြန့်ပြပေးလိုက်တယ်အဲ့ဒီဖြန့်ပေးလိုက်ရကဒီအတွေ့တွေစုပေါင်းလာရကတက်ရှိတဲ့အရာဝတ္ထုဖြစ်လာတာအဲ့ဒီအရာဝတ္ထုတွေကဘာကိုအခြေခံပြီးဖြစ်လာတယ်လဲဆိုရင်လူတွေရဲ့တွေးလိုက်တဲ့အတွေ့စိတ်ကနေပြီးစဖြစ်အထူးဆန်းဆုံးလက်နဲ့ပြောလို့ရတယ်အထူးဆန်းဆုံးစွမ်းအင်လိုတဲ့တူကိုသင်စားလို့ရတယ်ပြောလို့ရတယ်ဒါကြောင့်စကြဝဠာတိုင်းမှာဒီစိတ်ကိုယ်တိုင်လူတို့အသုံးချနိုင်တဲ့အသုံးပြုနိုင်တယ်ဆိုရင်မင်းဟာမချမ်းသာတယ်စကြဝဠာထဲမှာဘယ်စီးတင်ဘယ်ရှင်းတာဘယ်လိုအတိုင်းအဝိုင်းမျိုးမဆိုမင်းချမ်းအောင်လုပ်ရရတယ်အဓိကကမင်းရဲ့စိတ်ကိုမြင်နိုင်လို့မင်းရဲ့စိတ်ကိုမြင်စိတ်စားနိုင်လို့အဲ့ဒီစိတ်ကလည်းစကြဝဠာပတ်ပြီးဒီစိတ်ကလည်းစကြဝဠာကိုတရင်ပို့အဲကြောင့်ကိုဖြစ်ချင်တာကိုလိုချင်တာကိုစကြဝဠာမြင်နိုင်တယ်အဲ့ဒါဆိုမင်းလိုချင်တာမင်းချီရောက်ပါလေမလိုချင်တာတွေပို့ရဆိုရင်လည်းမလိုချင်တာတွေမင်းချီကိုတန်တန်တက်ရောက်မင်းချီရောက်ပါလေဒါလုံးဝမပဲလူတယောက်ဟာမနဲ့မိုးရင်းလာမယ်ဆိုတာနဲ့အစိုးဘက်ကိုအာရုံပြုနေဆိုရင်အစိုးအာရုံနဲ့ကိုယ်စီကိုရောက်ရှိလာတယ်
frequency line တွေကမကောင်းတဲ့အာရုံတွေဖြစ်သွားတယ်ကိုယ့်ရဲ့စိတ်ကစိတ်ရကြတယ်အပြစ်ရှိတယ်လို့ခံစားရတယ်ဆိုလို့ရှိရင်ကိုယ်မှမကျေနပ်တဲ့စိတ်တွေကိုယ်ဝင်ဖြစ်လာမယ်နောက်ဒေါသစိတ်တွေကိုဖြစ်လာမယ်ကိုယ့်ရဲ့ခံစားချက်ကိုလူတစ်ယောက်ကမြင်လိုက်ပြီဆိုလို့ရှိရင်စိတ်ခွန်အားကျဆင်းမှုဖြစ်စေလူတစ်ယောက်ရဲ့စိတ်ဓာတ်ကိုခွန်အားဖြစ်အောင်ဘယ်လိုမှမပေးနိုင်လူတစ်ယောက်ရဲ့စိတ်ဓာတ်ကိုခွန်အားဖြစ်အောင်ပေးနိုင်လို့ဆိုကိုယ်ကတက်ကြွဖို့လိုတယ်အားအပြည့်ရှိဖို့လိုတယ်အကောင်းဘက်ကိုဥတည်ထားတဲ့စိတ်ဓာတ်တွေရှိဖို့လိုတယ်ယုံကြည်ချက်လည်းခိုင်မာဖို့ကိုယ့်ရဲ့စိတ်ရုပ်ဟာလူတစ်ယောက်ရဲ့အမြင်မှာအားကိုးခြင်းစပွဲဖြစ်မှကိုယ်ကသူကအားကိုးတယ်အားကိုးတိုင်းမှာအားကိုးတယ်ကိုယ်ကိုမြင်လိုက်တာနဲ့အားရင်ကုန်သွားမယ်